အိမ်ခွင်းမှာစင်ပြန်ကြီးကိုဒုက္ခရောက်အောင်လုပ်ပေးလိုက်တဲ့မန်ယူအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ယူကတော့အိမ်ခွင်းမှာစင်ပြန်ကြီးကိုဖယ်လန်တီးပြီးတော့ဒုက္ခရောက်အောင်လုပ်ပေးလိုက်ပြီးပဲဖြစ်ပါတယ်တကယ်တော့စင်ပြန်ကြီးတို့ကကိုဒုက္ခနဲ့ကိုအရှုပ်တို့နဲ့ကိုတိုင်ပတ်နေကြတာဖြစ်ပါတယ်အခုတော့မန်ယူကပါဒုက္ခထပ်ပေးလိုက်တော့စင်ပြန်ကြီးတို့ရဲ့ဘဝကကြားပေါက်ရဲ့သချင်းတွေကလို့ဒုက္ခဖက်နဲ့တရံနဲ့ငါဟာမျောလင်းခြင်းပဲဖြစ်သွားခဲ့ရပြီလေဖြစ်ပါတယ်လောကဒန်ဆိုတာအဲ့ဒီလိုပါပဲရင်းနေရဝါကိုထိုးတတ်ပါတယ်ဒီရာသီမှာ3နှစ်ဆက်ဟတ်ထရစ်စီတူလင်ဖြစ်ဖို့အတွက်တေချာနေခဲ့ကမှမန်ယူနဲ့စောစီစီလာတွေ့ခဲ့ရတာကစင်ပြန်ကြီးတို့အတွက်ကန်စွန်းလွန်လာတာပါပဲဒါပေမဲ့စင်ပြန်ကြီးတို့ရဲ့ဘဝကဘာဆိုင်လိုမျိုးကန်ဆိုးမိုးမောင်ကြရတဲ့အခါချစ်သူလက်ကိုဆွဲကင်ထားလှုပ်เสียချစ်သူလည်းမရှိကြပါဘူးစင်ပြန်ကြီးပြည်သက်တွေစီမှာချစ်သူရင်းစားကလည်းကြာကြာမခံကြပါဘူးဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးလို့ရှိပါသေးဒီတစ်ခါလဲရှုံးမြန်ပြီဆိုတဲ့ထုံးကိုနှလုံးမူပြီးတော့အရာရာကိုတက်ကြွနဲ့စူးစမ်းခြင်းစိတ်မရှိတာကြောင့်စင်ပြန်ကြီးပြည်သက်တွေကိုဘယ်မင်းကလေးကမှဘဝတစ်ခုလုံးပုံအပ်ပြီးတော့အာမကိုရဲကြလို့ပဲဖြစ်ပါတယ်ဒီတစ်ချိန်စင်ပြန်နဲ့မန်ယူတို့ထိတိုက်တွေ့တဲ့ပွဲကလည်းအရင်နှစ်တွေတုန်းကအတိုင်းပြိုင်ဆိုင်မှုပြင်းထန်လွန်ခဲ့တာတွေ့ရပါတယ်နိုဘူးနဲ့စင်ပြန်ကြီးတို့လိုဟမ်ဘဲကိစ္စရိုဒရီရဲ့ကိစ္စနဲ့ပဲတိုင်ပတ်နေတာဖြစ်ပြီးတော့အဲ့ဒီနှစ်ခုနဲ့ပြည်သက်တွေကိုဆဲဆောင်နိုင်တာမျိုးမဟုတ်ပါဘူးမန်ယူရဲ့လက်ရှိအခြေအနေကအာဆင်နယ်ရဲ့လက်ရှိအနေအထားဒီပေါ်မှာမူတည်ပြီးတော့ပွဲကမတုခင်ကတဲ့ကနေအတော်လေးကိုကြွကြွရွရွရှိနေခဲ့တာဖြစ်ပါတယ်ဒီပွဲမှာမန်ယူကစင်ပြန်ကြီးကိုဘလို့တွေဖင်လန်တီးပြီးတော့ဒုက္ခပေးလိုက်နိုင်တယ်လဲဆိုတာနည်းနည်းလောက်ကြည့်လိုက်ကြရအောင်ပါနံပါတ်1စတုတ်စီးတီးကစားကွက်နဲ့ပဲဂိုးသွင်းတတ်တဲ့စင်ပြန်ကြီးပြောတော့တာပရီးမီးယားလိဖလားယူမယ်ချန်ပီယံလိဖလားယူမယ်တွေနဲ့လေကြီးလေကျယ်တွေရှော့လုံနေခဲ့ကြပြီမဲ့တကယ်တမ်းမှာတော့စင်ပြန်ကြီးတို့ရဲ့အနေအထားကစတုတ်စီးတီးကစားကွက်မျိုးကနေပြီးတော့ဂိုးမသွင်းနိုင်ဘူးဆိုရင်ဂိုးမရတော့ပါဘူးကစားကွက်ကနေလုံးဝဂိုးမသွင်းနိုင်ကြပါဘူးထောင်းကန်မိုးကန်တယ်မယ်ကစားသမားတယောက်ကဂိုးသမားကိုသွားတွန်းမယ်ကျန်တဲ့၄ယောက်လောက်ကဘောလုံးကိုခေါင်းဝိုင်းတိုက်မယ်ဒီလောက်ပဲဆော့တတ်တာဖြစ်ပါတယ်ဒီလိုပစုံစိတ်အုံနောက်နဲ့တက်လာခဲ့တဲ့အာဒီတာကိုအီမိုရင်ကလူ၁၀ယောက်စလုံးထောင်းကန်ဖို့ကာဝယ်ခိုင်းပြီးတော့တောက်ချလိုက်တော့အာဒီတာလည်းဒုက္ခနဲ့လက်နဲ့တွေ့သွားခဲ့ရတာဖြစ်ပါတယ်နံပါတ်2တိုက်စစ်မှုမခေါ်ဖြစ်တာနောင်တမရဘူးဆိုတဲ့အာဒီတာရဲ့အသင်းကအထောင်တိုက်စစ်မှုကောင်းကောင်းတယောက်လောက်လိုတယ်ဆိုတာလူတိုင်းသိကြပါတယ်ဒါကိုအာဒီတာလည်းသိပေမဲ့သူကိုယ်တိုင်ဘိုးအဖွဲ့စီကနေပေါက်ဆူးရထားသလားမပြောတတ်ပါဘူးအရှိချင်းဒီအထောင်တိုက်စစ်မှုတယောက်မှကိုမဝဲပါဘူးချင်းကင်တို့နဲ့ပဲဆက်သွားမယ်လို့အာဒီတာကဆုံးဖြတ်ခဲ့ပြီးတော့အခုတော့မြင်းလုံးမကောင်းအောင်ဒုက္ခရောက်နေခဲ့ရပါတယ်မန်ယူနဲ့ပွဲပြီးမှတိုက်စစ်မှုမခေါ်ဖြစ်ခဲ့တာနောင်တရမိလားလို့သတင်းတော်တယောက်ကမေးမြန်းခဲ့ရမှာအာဒီတာကဘာဆိုင်လို့လဲဗျာဘာမှမဆိုင်ပါဘူးလို့ပြန်ပြောသွားခဲ့ပါတယ်နံပါတ်3ဖလားရနိုင်သေးလားလို့မေးတာကိုထွက်ပြေးသွားတဲ့အာဒီတာဒီပွဲတရေကြောင့်အခုဆိုရင်တော့စင်ပြန်ကြီးကလိပ်ပူတို့နဲ့15မှတ်ကွာသွားပါပြီတပွဲတော့ရှော့ကစားပြီးထားရပါသေးတယ်ဒါကြောင့်ပရီးမီးယားလိချန်ပီယံလိဖလားကိုရနိုင်သေးလားဘလို့ထင်လဲလို့သတင်းတော်ကမေးခဲ့ရမှာအာဒီတာကကျေးဇူးတင်ပါတယ်တခွန်းနဲ့ပြောပြီးတော့တချို့တည်းလိပ်ပြေးတော့တာပဲဖြစ်ပါတယ်စီသူလွင်ပွဲကိုပဲရဖို့တေချာတလောက်ရှိနေခဲ့ပြီဆိုတာကိုသူကိုယ်တိုင်လက်ခံလိုက်ပြီးဖြစ်ပေမဲ့အမှန်တရားကိုသူ့ပါဇက်ကနေထုတ်ပြောရမှာကိုတော့အာဒီတာကကြောက်နေပါတယ်လေကြီးလေကျယ်တွေကလည်းတဲပြောထားသေးတဲ့ကိုနံပါတ်4ကိုသမားမကယ်ရင်သေးပွဲရရှိခဲ့တဲ့စင်ပြန်ကြီးဒီပွဲမှာမန်ယူရဲ့တမြန်တိုက်စစ်ကအတော်လေးကိုကြောက်စရာကောင်းလွန်ခဲ့ပါတယ်စင်ပြန်ကြီးကိုသမားရာယာကဒီပွဲမှာဂိုးဝင်နိုင်တဲ့အပိုင်အခွင့်အရေး3ချိန်ကိုကောက်ွယ်ပေးသွားခဲ့လို့တော့စင်ပြန်ကြီးတို့လည်းကန်ကောင်းလို့မသေးတန်ချောင်းတို့အဖေဖြစ်ခဲ့ကြရတာပါရာယာသာမကယ်ရင်တော့သေပွဲရသာရှိတော်တယ်လို့ပြောရမယ်အထိကမ္ဘာအဆင့်ရိုးရိုက်ဆိုတဲ့စင်ပြန်ကြီးနောက်တန်းကစိုက်ကတက်ကြည့်တာကိုခံနေခဲ့ရတာဖြစ်ပါတယ်အဆုံးထိရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ